မန်ချက်စတာယူနိုက်တက်ရဲ့နွေရာသီပထမဆုံးခေါ်ယူမှုဖြစ်လာမဲ့အီဒါဆန်ဆေးဘာမန်ချက်စတာယူနိုက်တက်အသင်းဟာအတလန်နာကဗျာစည်းကွင်းလေလူအီဒါဆန်ဆေးဘာကိုအိုးထက်ဖို့စီခေါ်ယူနိုင်ဖို့အလိုနီးစပ်လာပြီလို့သတင်းတွေထွက်ပေါ်လာပါတယ်။သတင်းများအရယူနိုက်တက်နေပြတဲ့မိုက်ကယ်ကာရီရဲ့ဒီနွေရာသီအပြောင်းရွှေ့ဈေးကွက်ပထမဆုံးခေါ်ယူမှုအဖြစ်အီဒါဆန်ကိုသတ်မှတ်ထားတာဖြစ်ပါတယ်။သတင်းထောက်ဖီယေဇာဖလက်ချာကမေလ10ရက်နေ့မှာယူနိုက်တက်ဟာအီဒါဆန်ကို2026နွေရာသီအတွက်ခေါ်ယူဖို့စိတ်ဝင်စားနေရလို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီအချိန်ကသတင်းရင်းမြစ်များအရအီဒါဆန်ကိုယ်တိုင်လည်းယူနိုက်တက်ပြောင်းရွှေ့ချင်နေပြီး2030ခုနှစ်အထိစာချုပ်ချုပ်ဆိုဖို့သဘောတူထားသလိုတပတ်လောက်ခပေါင်တသိန်းခန့်ရရှိမယ်လို့သိရပါတယ်။နမီကြီးအပြောင်းရွှေ့သတင်းထောက်ဖာဘရီဇီယိုယိုမာနိုကလည်းမေလ20ရက်နေ့မှာအီဒါဆန်ဟာမန်ယူကိုပြောင်းရွှေ့ဖို့စိတ်ဖွင့်ထားတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒါအပြင်ယူနိုက်တက်ဘက်ကအီဒါဆန်အတွက်ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်မယ်လို့လည်းယိုမာနိုကပြောခဲ့ပြီးအီတလီမီဒီယာတွေရဲ့နောက်ဆုံးဖော်ပြချက်အရတော့ခလက်နှစ်သင်းနဲ့ကစားသမားဘက်ကြားသဘောတူညီမှုတွေဟာအပြီးတက်ဖို့နီးစပ်နေပြီလို့ဆိုပါတယ်။စပို့အီတာလီယာသတင်းထောက်မီဂယ်လီခရစ်စီဒီယေလိုကလည်းမန်ချက်စတာယူနိုက်တက်နဲ့အတလန်နာကြားပြောင်းရွှေ့ကအပြီးတက်ဖို့နီးစပ်နေပြီးအီဒါဆန်ဟာယူရိုတန်း90နဲ့ပရီးမီးယားလိကိုပြောင်းတော့မယ်လို့ဖော်ပြခဲ့ပါတယ်။အခြားအီတလီသတင်းထောက်တဦးကလည်းအီဒါဆန်ဟာယူနိုက်တက်ကိုပြောင်းဖို့တလန်းတာလိုတော့တယ်လို့ဆိုထားပါတယ်။အကယ်၍ဒီအပြောင်းရွှေ့တာအောင်မြင်ခဲ့မယ်ဆိုရင်အီဒါဆန်ဟာမိုက်ကယ်ကာရီလက်ထက်မန်ချက်စတာယူနိုက်တက်ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်မှတ်တမ်းဝင်လာမှာပါ။